အားလုံးပဲမင်္ဂလာပါခင်ဗျာကဘာကြီးထဲမှာထူးခြားအံ့ဩဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ခုတစ်ခါပြောပြပေးသွားမယ့်အကြောင်းအရာကတော့သိပ္ပံပညာရှင်တွေကစနမူနာယူပြီးစက်ရုပ်တွေဖန်တီးခဲ့ကြတဲ့ sunfish ဆိုတဲ့သတ္တဝါအကြောင်းပဲဖြစ်ပါတယ်sunfish ဆိုတာတဲထဲမှာနေထိုင်တတ်တဲ့အိမ်မြောင်ပုံစံရှိတဲ့အကောင်လေးတွေကိုခေါ်ပါတယ်သူတို့ရဲ့ထူးခြားချက်ကတော့တဲထဲမှာငုံလို့ရပြီးသူတို့ကတဲထဲကနေခြောက်သွားတဲ့အခါငါးတွေရေထဲခြောက်သွားသလိုဖြစ်နေတာကြောင့် sunfish လို့ခေါ်ကြပါတယ်sunfish တွေကမြောက်အာဖရိကနဲ့အရှေ့အလယ်ပိုင်းဒေသတွေမှာအများဆုံးတွေ့ရပြီးသူတို့ရဲ့အရေးပြားကရှော့မွေ့ပြီးတဲထဲမှာခြောက်သွားလို့စင်ပြေအောင်ပြောင်းလဲထားပါတယ်သူတို့ကသားကောင်ဖမ်းတဲ့အခါမှာလဲတဲထဲကနေငုံလိုက်ထွက်လိုက်နဲ့သားကောင်တွေကိုဖမ်းပြီးစားတော့ကြပါတယ်အဲ့ဒီအကောင်လေးတွေကတဘာဝအတိုင်းတဲထဲကနေခြောက်သွားတဲ့အခါသူတို့ရဲ့လှုပ်ရှားမှုကသိပ္ပံပညာရှင်တွေကိုစိတ်ဝင်စားစေခဲ့ပါတယ်သူတို့ရဲ့လှုပ်ရှားမှုပုံစံကိုလေ့လာပြီးဤပညာနဲ့စက်ရုပ်တွေဖန်တီးရမှာသုံးချကြတယ်လို့ဆိုပါတယ်ဒါကြောင့် sunfish တွေဟာတဘာဝရဲ့ထူးခြားတဲ့ဖန်တီးမှုတစ်ခုပါပဲသူတို့ရဲ့လှုပ်ရှားမှုနဲ့နေထိုင်မှုပုံစံတွေကလူတွေကိုအမြဲအံ့အားသင့်စေခဲ့ပါတယ်ဟုတ်ကဲ့နောက်ထပ်ကဘာကြီးထဲမှာဘလို့ထူးဆန်းအံ့ဩမှုတွေရှိနေသေးလဲဆိုတာကိုရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားခဲ့ကြပါအောင်နော်